ကျွန်တော်ဒီနေ့တော့ရုပ်ရှင်တဲ့ဗီဒီယိုတရုပ်ဆောင်အဆိုတော်တွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အဆိုတော်တွေကိုအဖဦးတင်ထုံးမောင်နဲ့အမိတော်အေးအေးသင်းတို့ကရန်ကုန်မြို့တွင်1966မေလ9ရက်နေ့တွင်မွေးဖွားခဲ့ပါတယ်။မွေးချင်းများနှစ်သားဦးဖြစ်ပြီး YIT ယခုရန်ကုန်နည်းပညာတက္ကသိုလ်မှလျှပ်စစ်အင်ဂျင်နီယာဘွဲ့ရရှိခဲ့သည်။ဘွဲ့မရခင်ကတည်းကအနုပညာလောကထဲသို့ဝင်ရောက်ခဲ့ပါတယ်။ရုပ်ရှင်မင်းသားတွေဟာအဆိုတော်တူဖြစ်ကျင်ခဲ့တော်လဲဦးလေးဖြစ်သူအကယ်ဒမီကျော်ဟိတ်၏လမ်းညွှန်မှုဖြင့်ရုပ်ရှင်လောကထဲသို့ရောက်ရှိခဲ့ပါတယ်။ပထမဆုံးအနေနဲ့၎င်း၏အမိအရင်းမှာထင်လင်းဖြင့်ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။1993ခုနှစ်တွင်ဒိုင်ရတာကျော်ဟိန်း၏မူရည်စေဝါပညာပြီးဗီဒီယိုဇာတ်ကားဒုက္ခကိုအယောင်ဆိုးတဲ့နှင့်ရုပ်ရှင်ကားဝေလဲမွေးကျွေလဲမွေးတို့ဖြင့်ပြည့်သက်ကြားလူသိများလာပြီးစတင်အောင်မြင်ခဲ့ပါတယ်။ထိုအချိန်မှစ၍တွေးဟူသောနာမည်နဲ့လူသိများလာခဲ့ပါတယ်။ရုပ်ရှင်မင်းသားတွေသည်ဗီဒီယိုဇာတ်ကားနှင့်ရုပ်ရှင်ကားများစွာကိုရိုက်ကူးခဲ့ပြီးမြန်မာရုပ်ရှင်လောက၏ထိပ်တန်းမင်းသားဖြစ်လာခဲ့ပါတယ်။1998ခုနှစ်တွင်အမေချေယာဇာတ်ကားဖြင့်အမျိုးသားဇာတ်ဆောင်စုအကယ်ဒမီကိုရရှိခဲ့ပါတယ်။ရုပ်ရှင်မင်းသားတွေသည်ရုပ်ရှင်နှင့်ဗီဒီယိုကားများအပြင်ကြော်ညာများစွာကိုလည်းရိုက်ကူးခဲ့ပါတယ်။ဂီတလောကတွင်အောင်မြင်ခဲ့ပြီးတခြင်းပုတ်30ကျော်ကိုတည်ဆိုခဲ့ပါတယ်။၎င်း၏တကိုယ်တော်အေဗန်မှာထုံးလင်းခွင့်ပေးပါဖြစ်ပြီးအတွဲအခွေများအနေနဲ့လူစုံတေးစီးတီးများတွင်လည်းပါဝင်ခဲ့ပါတယ်။ရုပ်ရှင်မင်းသားတွေသည်ဒိုင်ရတာအဖြစ်နောက်ဆုံးရိုက်ကူးခဲ့သောဇာတ်ကားမှာနှင်းစီမိုးတိမ်ဖြစ်သည်ကွယ်လွန်ချိန်တွင်ဒိုင်ရတာချိုတူးစော်ရိုက်ကူးနေသည့်ကဘာတချမ်းညဇာတ်ကားကိုနောက်ဆုံးရိုက်ကူးလက်စဖြစ်သည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးသွားတာကတော့တွေရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်တွေရဲ့ကွယ်လွန်ချိန်နဲ့တွေရဲ့ဘဝနေကုန်းအကြောင်းကိုတော့ဒုတိယပိုင်းဒီနဲ့တင်ဆက်ပေးထားပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုကြိုက်နေတဲ့ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ပြောကြရင်တွေရဲ့ဒုတိယပိုင်းဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်နော်